ဒီမှာဒီကလည်းတူယူဆိုလဲတော့လည်းမဆုံးလားဒီချက်ဒီနေ့ရေဝင်နေမကောင်းတော့ဘူးဆိုတော့မရဘူးလေသူရမ်းစားခြင်းနေပြီးဒီတက်ထဲမှာမစားရင်သူသေတော့မယ်ပေါ့အဲ့ခုလည်းသွားဆိုပြီးကားပေါ်လည်းရောက်တော့ပြီးတော့မြင်းကြီးကုန်းလည်းရောက်လေရောက်ငယ်ချင်းငါလေးရှင်ထဲမှာဒီလိုမိုးလေးတိုင်းလည်းအဲ့ပုံစံငါလေးဒီမှာလေးငါတီးတော့မလားမသိဘူးငါဒီလိုလေးဖြစ်နေပြီငါအရန်မူးနေပြီငါမေးလဲခွာပြီးလို့လုပ်မယ် သူကလည်းသူကအိမ်လာခေါ်မှာအားနာလို့ငါတို့မသွားတော့ဘူးခဏနေခဏနဲ့ဖြစ်နေတကယ်ကြီးဘလို့ဖြစ်ငါထွက်ရအိဒါမရှိဘူးငါကြီးမမြောက်အဲ့လို Happy name my bad ဟာနေရတယ်ငါကိုပြောတာဟာပြီးပါ ငါသိတယ် ဟိုမှာအခုမှကြီးတော့တင်ငါကိုတော့ ဟော နေရတယ်ငါတော့ဒီစုပ်ပြတ်တတ်တယ်ငါကောင်းတော့လို့ဟာကိုဒီကောင်းတော့ကျော်ထမင်းနဲ့နေရလေ အေးအဲ့လိုမျိုး ဟာတော့ပေါ့ပါကြီးငါစိတ်မူတယ်ဒီနေ့ရောက်ကတော့ငါတို့တို့ပန်းစိုးတွေ30တန်းမှာပေါ်လို့အဆင်မပြေဘူးကောင်မ သက်30ပြည့်သွားပြီပေါ့နော် အဲ့ဒီတော့ ညဘာလာလောက်တာလဲညဘောင်းနောက်ကြလဲ ဘာလဲတော့ကောင်မပြောတော့နေ9နိုင်လာမယ်နော်စောက် ပြောလို့ကကိုနေ ငါစောက်ရတယ်ရောက်ပြီလား ရောက်ပြီရန် ဒီဘာမှမလုပ်ဘူးအရင်လေးစောက်ပြီးသမီးအရင်လေး စိတ်ဆင်းနေရဲ့သက်30တော့ပြည့်သွားတယ်အမေကတော့ပုံနုနေတယ် မြင်ရတယ်ဘူးပဲ ဟုတ်နေနေချက်လို့ပြည့်လာပြီ အေးတော်တော်ပြည့်တော့ငါအဲ့လိုပြည့်မအောင်ထင်တာဒီမှာပေးရတဲ့အတိုင်းကြီးရအောင် အဲ့ဒါကိုထောင်းလို့ဘယ်လိုမိတ်ဆက်ပေးလဲသိလားဘယ်သူဧည့်သည်လဲဆိုတော့ငါဧည့်သည်ဟောဘယ်လိုဖြစ်လို့တော့ နေပါဘလို့ရဲမ အခုတော့ကဟဲ့ငါဓာကြီးကိုအပေါ်မှာစီးထားတယ်အဲ့ဒါကိုအဲ့ဒီကနေရက်ပြတယ်ကြောထမင်းကြီးကလည်းဒီမှာရေးရှားကြီးနဲ့ သူမြိုက်မြဲတယ်ဘလို့ရဲအဲ့ဒါမပေါက် အရှိတိုင်း ငါချော်တယ်ငါချော်တယ်အမပြီးတော့မှပါဖြစ်ပြီးကြောက်ပဲရတကယ်ချင်းစားဒါပြီးတော့သူ့မောင်လေးကြည့်ရတယ်သူ့ညီလေးအေးဆိုပြီးကြည့်ရတယ်ဟုတ်လို့လားအဲ့၄ယောက်ကြည့်ပြီးတော့ကိုရီးယားကရိုက်နေဆို မနေ့ကလည်းပြောလိုက်ပါအဲ့ဒါ သူ့ပါ သူ့ပေါ်မှာတက်ဆက်တယ်ဆက်တယ် ငါ့ကိုမြင်ဝင်နဲ့မပိုင်ဘူးတော့ အကိုလည်း ဒီနားမှာနေမလားဟုတ်အလဲမနေမလား ပြီးတော့မရဘူးအိမ်ထူကျူးအိမ်ထူကျူးတော့ပဲ အဲတမီးကဘာလို့မှလဲပြော အိမ်ထူကျူးတော့ ဒီကဒီနေ့ပါစားမှာလဲ ချိုင်းနေလား ဟောအိမ်ငါအေးနေလို့ ရိုက်ချရဲတဲ့ ဟာလေလို့အေးတယ် ဘလို့လဲဘလို့တိုက်မှာလဲ တပီးကဘယ်တော့ညီမလဲပြော ပြော ဝိုင်းကကျူးချော ဘယ် တယ် တော့ထားအောင် အဲ့လိုလုပ်ပါ ခနဲ့တော့လောက်ပါ ဒါပေ အဲ့ မဲ့ လိုလုပ်လိုက်ပါ စကောကြီးနဲ့တော့စကောကြီးနဲ့ဆန်ပြေ ဒီကနေ့ဘာလေးတိုက်တယ်ကျမတို့အရှင်တော့ကျမကော့တေးတိုက်တယ်ရှင် ဘာမှလည်းကော်ဒီ ဘလို့နဲ့ကော်ပြီးကြည့်ရနိကော်ပြီးတေးပြ ကော့တေးလေးတော့ ကော်လေးကော်ပြီးတေးပြ ကော့တေးရအောင်လို့ကြည့်လိုက် ဟိုဟာတွေရော တကယ်ပဲရေးပါတယ်တကယ်ပါပဲ မပါငါဒူးရင်းစီသွားစားမယ်ဆိုပြီးတော့ကောက်မှသွားစားဖို့အပဲတဲ့ဟုတ်တယ်ဒူးရင်းစီစားမယ်အေးစားဟဲ့ငါပြောဟိုဖြစ်မယ်ဒီချက်ဒူးရင်းစီရေဝင်နေမကောင်းတော့ဘူးဆိုတော့မရဘူးလေသူရမ်းစားခြင်းနေပြီးဒီတက်ထဲမှာမစားရင်သူသေတော့မယ်ပေါ့အဲ့ခုလည်းသွားဆိုပြီးကားပေါ်လည်းရောက်တော့ပထမတော့အကောင်ငါဒူးရင်းစီရမ်းစားခြင်းနေတာဟဲ့ဆိုပြီးတော့လာပြီးလဲပြီးတော့မြင်းကြီးကုန်းလည်းရောက်လေရောက်ငယ်ချင်းငါလေးရှင်ထဲမှာဒီလိုမိုးလေးတိုင်းလည်းငါ အဲ့ပုံစံ ငါလေးဒီမှာလေးငါတီးတော့မလားမသိဘူးငါဒီလိုလေးဖြစ်နေပြီငါအရန်မူးနေပြီငါမေးလဲခွာပြီးလို့လုပ်မယ်ပြီးလဲပြီးတော့ဒူးရင်းစီမစားဘူးဗါလေညာစင်းမှတ်တိုင်လေးရောက်နေရောက်ဆင်းချပြီဘူးအော်လေးဖြစ်ပြီအဲ့ကျန်ငါမရတော့ဘူးလေဆိုပြီးအဲ့လိုကြီး ဘယ်တော့ဆိုင်နာမှာ ဘေဒုံးဆိုင်တော့ဗါဟဲ့တဲ့အန်တော့ဘေဒုံးဆိုင်နဲ့ဝင်အန်တာကောင်းမဒီအပြင်မှာမအန် ရရွေးပြီး ငါမလေးသေးတော့အန်ဘက်တွေလည်းကျုံရတယ်ပြီးတော့သူ့အန်ဘက်ကိုသိရမလားဟိုဘာဖြစ်မှာဆိုလို့သူများကရှူသေးတွေလည်းပြီးလို့ပြီးပြီးတယ်ပြီးအဲ့ဒါကိုငါပြောအပြင်မှာထွက်အန်မယ်ဆိုတော့မဟုတ်ဘူးဒီရှိပါငါဘလို့မှပြောပြပြီးလဲပြီးတော့သူ့ကိုမလုပ်လိုက်လဲဆိုတော့တက်စီပေါ်တင်းပြီးတော့ငါမှတာမွေသူ့အိမ်လည်းပြန်ဟာဒီနေ့မစားလိုက်ရ သူကအဲ့လိုမျိုးရှိရ ငါမေရပြောသူ့မေရပြောတယ်ငါသူ့ကိုတဲ့မနဲ့တည်းကမသွားခိုင်းဘူးတဲ့သူကကိစ္စဖြစ်လို့အာနာမသွားခိုင်းဘူးဆိုတာအဲ့ဒါရှေ့ပြီးသွားတာအဲ့ဒါငါ့ကိုမပြောသူအရန်တက်ကြွပါတော့ဒီလဲပြောခါလဲသူ့မှာသေတော့မဲ့ပုံစံတော့ငါလည်းဟိုငါဂျာရီကနေပြည့်မလား မှုပတ်တယ် အမှုပန်နေမှာသူကောလို့အေးလိုင်းကောင်းမှာပါဖြစ်လဲဆိုပြီးတော့ငါမှရဲ့တရက်လေးပဲနားရတယ်ဆိုပြီးတော့မသွား ချီယာချီယာ 进去，后嘛拉đi。好。快点。牛我找的，我也。好。在哪呢？应该嚟吧，跟住先。
ရေရင်တော့ပါအေးရတော့တော့ အော်မလေးမလာဘူးဒီနေ့ခက်တာဆက်လက်တယ် အေးကြတော့ချင်းတော့ပါ ဘူရှက်ပါစ ပါလာမယ်ပြောလို့လား လေး ဟောလာနေစတာမှာဆို တို့ လို့ တော့ကြောက်ဖို့ကောင်းတယ် အဘောကြောက်ဖို့ ။ ကော ကိုတေဟိုကလာမင်္ဂလာတော့လာတယ်လို့ပဲ တကားမခေါ်လာမယ်ပြော ။ဒီကခေါ်ရခေါ်မလားလို့လည်းရတယ် ဟော ။တော့ခေါ်တာ။ဒါပါဘူးလား ဟုတ်တယ်အနီဟုတ်တယ် အေးတောင်ကြီးကြောင်မှမယ် ဟုတ်တယ်သူတို့အပြန်ဟိုသွားတာလေတင်တာသွားတာ အေးအေးဟုတ်တယ်အဲ့တော့လာတယ်အဲ့ဒါနာမည်နဲ့လေဗာလေဇင်ကိုလက် ဟုတ်တယ် နာမည်နဲ့လူနာမည်တော့ အနီကနာမည်သိတယ် တဝက်စီစားမှာမလားခမင်းကြော်နဲ့ တော့စီပါ ကုံတလောက်ထည့်ပြီမယ်နော် ဟုတ်တယ်ဟုတ်တယ်ခက်တာ အခုလည်းနေရပဲ အေးဟုတ်တယ် ။စီစီလေးစား ကျွန်တော်တရားလေးဒီက အဲ့ကျတော့တရားတယ်ဒါဒီလက်မစားပါလား ဟောက်မစားတော့ ။ချက်တော့ပဲ စလာပါ အဲ့ဒါ6တော့တကယ်စား မစား တော့ကင်မရာတော့ရိုက်ထားတယ် ။အကုန်မှဆိုလို့ပြီးတော့မှထည့်ထည့်လည်းရတယ်။တစ်လုံးကြီးထည့်တာပဲ။လူထည့်တာအောင်လို့ပြောတာ နေနေနေ အေးငါဖေရပြောခဲ့ဦးမယ် ။အော်ပါဆယ်တော့လက်မခံဘူးလေလို့ပြောတာ။အဲ့ဒီပုံစံ။အဲပုံစံလား။ပုံစံပြောလာခဲ့ခိုင်းလိုက်တော့ အများစီ ကြောင်မြောင်းစီစီ ဟုတ်တယ်ဟုတ်တယ် ဟုတ်တယ် ညာဘက်အမ150ဒေါ်လာရှိတယ်ဈေးရှိရနမ်းမဟုတ်ဘူးဟိုကလေးကြောင်မြောင်းဘက်တိုင်ပါလေ ဟုတ်တယ်ဒီမှာဟုတ်တယ်အေး 你把我脑讲的嘞，六。 အောင်မေပြပြသားအေးစေးသားညနေသားပါကြွေးဦး အေးအေးဘာနဲ့ ဟဲ့ဝမ်းတော့ဟိုကလေးကိုထည့်ပြီးမစားတော့ပါသား 我来啥嘞？ စားရဘိုက်တင် အော် 他脏了，他讲的有没了？ ဒီလိုစားကြည့် ဗာလေပြီးပြန်တောင်းလို့လား ဒီမဟုတ်ဒီလိုစားကြည့် ပြည့်ကောင်းပါ ဘယ်ကော်ဖီတော့ယူပါ ပြီးပြန်တောင်းပါဗာလေ ဟာ ဘာကောပြီးအဲ့ဟိုနေ့မှယူလာလေဟိုပါဗာလေဟိုနေ့ပရီမီယာပဲယူလာလိုက် တဲ့တဲ့ ဟမ်ဗာလဲ ပရီမီယာပဲယူလာလိုက်ကော်ကီကိုလာပါလေပီကီကိုလာ ကိုပီကို 啊，这么没关。要不要没？但这叫啥了？可怜包了。 ပါဆို မိုက်ထဲမှာဖြစ်ရ အပြ အဲ့ ည့် ဒါ တော့ ထုတ်လိုက်တဲ့အချိန်မှာတော့မဟုတ်ပါလားဟာနှုတ်ပြီးဘာရနှုတ်ပြီးပြပြတာ အခုလေဒီဝက်ပုံပါပေးရတယ်ဒီမှာကျုံ ဘယ်လိုလဲ 哦，ပါတယ်不？ ငါဒီမှာဒါမဲ့နေတိုက်တဲ့အရာလေးပါမှာ ကြီးသွားဖို့လည်းတော့မေတမခီးသွားတော့ အေးပါအေးပါ အဲကြောင့်ကင်းပြီလေ အဲ့မှာတိုက်တယ်လားပြင်းရတိုက်တယ် အေးတိုက်ခရမ်းနဲ့မဲနဲ့တိုက် အေးမှာ ခရမ်းအဲ့ခရမ်း နင်ကဂျိုထွက်နေကောင်မမလို့ဂျိုလေး ဟဲ့ငါချုံမထောက်ဘူးလို့ သူမဂျိုနေနဲ့စောင်းနေမှာတကယ်ပြတ်တယ်ငါမောင်လေးနဲ့စကားပြောရမြောင်မောင်လေးဖြစ် အင်းအင်း သူ့မောင်လေးကောက်ကောက်နော်မောင်လေးနော်မောင်လေးတော့ 真正我来包，啥没？ သုံးလုံးနဲ့နေရတယ်လား အမားလေးဝလာပါ တော်ပြီမစားတော့ဝက်လက်မစားတော့ ကောင်းတယ် ဝေးကြည့်ချက်ပါ ငါနည်းနည်းလေး ငါ တော့ အသေးအသေးဒီပါဘူးမချ ဒီလောက်လေးနဲ့မတက်ဘူးဒီလောက်လေးကိုဟိုအခုတနက်စားတော့ဒီလောက်လေးစားအောင်လည်းမတက် ဘူး ဘူး တော့တွေ့တော့ကြီးနေနေရ အကြီးက ကိတ်တာ အေးကြောင်ပါ thank you မင်းတော့စားအောင် စားမ ဟိုကြာမလို့ဟိုဘက်ကင်းနေတာ ဘူးခမလေးကဒီကမှမပါလားလားပူပေးရမှာလို့ 啊，不是嘿，我考啦，没几嘛，考个呢，我那家没来着。 လေးရလို့ပါလားဒါမှဟာတော့မနေရတယ် မင်းဒီတော့ငါမေရဲချစ်တယ်လဲတူတယ်လေလား ဟာ ဖယ်ဒီစင်ခွက်ကိုတီးတယ်လေမင်းအောင်တိုက်မှာဆန်တဲ့သူမတိုက်ဘူး 我妈来嘛哦， မိုင်းရဝယ်စုပေါ်တယ်မှာတော့တကယ်တော့ရောက်ခမတော်တယ်မှာမင်း 俺也没嘛就嘛。 လူလူလဲ အမှန်လည်းငါတို့ဒီကျူးစုရမှာနော်ငါတို့ကြောက်လို့မြောက်ညာ ဟုတ်ပါလေ 你嘞？ ဘုရားစင်ကိုလည်းတော့ဟိုးစလေးမြည်တယ်လို့ ဟုတ်တယ် အေးမောင်လေးရှောက်တယ်ငါလည်းဒီဘက်ကတောင်းပြီးကြည့်နေပါတော့ ဟုတ်လေ ဘုရားကို ကျက်လာနည်းနည်းတည်း30မိနစ်ပေါ့ဒါပေမဲ့နှုတ်တယ်နော်ငါတို့ စနေမဟုတ်ပါဘုရားနေပြေးပါလေ အဲ့လိုပြည့်တော့မှလေအာတော့ဟုတ်ပါဘူးဒါရောက် မပြည့်သေးတော့မဟုတ်ဘူးနော် ကျေးဇူး ဒါမဲ့နော်မထင်အောင်နော်ငါတို့ကဲလို့ရနော် အဲ့ညာရ ငါတို့ရမို့လာမလို့ရနော်သူများ32မိနစ်တော့တော်တော်အိုးပါ တိုက်ပါည ဆိုင်ကမဟုတ်ဘူးပြောတော့မှလို့ ဟုတ်တယ်မသိ ဒီမှာမတော့ငါတို့ယူကြည့်တဲ့ စိတ်ရောက်ရှာပါ तू ကွာ तू ယူ तू အိမ်လာခေါ်မှာအာနာလို့ငါတို့မသွားတော့ဘူးခဏနေခဏနဲ့ဖြစ်နေတကယ်ကြီးဘလို့ဖြစ်ဖြစ်ငါထွက်ရအိဒါမရှိဘူးငါကြီးမမြောက်အဲ့လိုနေသွားချင်
နေပြီတော့လည်းရတော့တာတော့နေတူတာလေလားငါတို့အေးပါအေးပါ ရက်လေတော့ငါတို့မှလေအင်းတက်ချက် အေးငါတို့အဲ့နာတက်ပြီးတော့အဲ့ကလေးကတရားလည်းတုတ်ပြီးအဲ့နာလည်းနေမှနေရတယ်ငါတို့အဲ့တော့တော်တော်မျိုးကျင်းပေါ်တာ အမေတို့စံတယ် မင်းတို့သားဗျာ ငါပြောငါရတယ်ကိစ္စမရှိဘူးငါရတယ်တူတော်ရင်ခေါ်တူတော်ရင်တူတော်ရင်တော့ငါအော်ဒီနားလေးပဲဒီနားအောင်ငါမဖိတ်ပြီးဒီမှာရတော့မယ်ဆိုဘယ်တော့မှမလို့အိုးပေါ်တက်အောင်မလို့လေကားနေနဲ့တက်တယ်အခါ50လောက်ရှိအဲ့အစ်50ကိုတက်တော့ဟိုလေးရောက်ပြီလားဆိုရောက်ပြီဆိုအဲ့ရလည်းဒီလိုအပေါ်တက်တယ်ပြောအားဆိုရောက်ပြီပေါ့ဆိုမဟုတ်ဘူးတော့အောက်ပြန်စင်းရသေးဆိုဟဲ့တို့ရတောင်းနေတဲ့အလိုတွေစောက်လာအဲ့တိုင်းမှာငါလည်းအဲ့ချက်မှရောက်ခွင့်အဲ့အိမ်တိုင်းဆိုအော်အမလေးအိမ်တိုင်းလေးကတော်တော်အဆင်ပြေပါတက်ကြီးရလေးဆိုတော့ငါတရေလက်ချက်တွေတငယ်ချင်းနဲ့ဆိုအဲ့ခါလည်းငါတရေဟိုကြောက်လာပါလေဒီလားဒီမှာလည်းတော့တယောက်နဲ့ဒါမဲ့ဒီနားအရင်တော့အိမ်ဟောင်းနေဆိုတော့တရေတော့ရှိရဲမကြောက်နဲ့ငါပြေးဆောင်လို့ငါရှိရတယ်လို့မတက်ကြရပြီဆိုမမကြီးတာပါစနေဆိုအေးရှိတယ်စနေဆိုရှိငါလည်းဝူးလာကြည့်လိုက်တော့နောက်မှအပေါက်ကြီးအိမ်နာဟုတ်တယ်အိမ်နာတောင်ပေါ်မှာပါလာရေးလားရံမပြည့်တောင်ပေါ်မှာဒီမှာဟုတ်တယ်အိမ်နာလို့မြင်ရတယ်ပါငါအိမ်နာပေါက်ကနေအိမ်နာလည်းသူ့ရက်လောက်ပဲဒီနေ့ဟိုတိုင်းနေပဲလောက်တာအဲ့ဒီအဲ့ပေါက်ကနေငါဒီလိုချောင်းကြီးအောက်ကအိမ်လေးတွေကိုမြင်နေအော်တော်လေးငါတော့ဘူးမှမမြင်ငါပဲအဲ့တော့အမြင်ကိုဘယ်သရက်ဟာလာချောင်းလဲငါစိတ်ထဲမှာကအိမ်နာတသက်ရအစင်ပြေပါတယ်အကုန်စင်ပြေအဲ့စက်ထဲမှာလေကျန်တဲ့စကင်းကြီးကိတိစင်ပြေလားသူလည်းမနေရဘူးနဲ့ကောင်မတိတာငါ့ကိုစင်ပြေလားအေးပြေတယ်ခဏလေးဆိုအိမ်နာလည်းလို့တက်လိုက်အမလေးဟဲ့စနေပြီးတဲ့ပြီးသွားအောက်လဲပြန်ရောက်ကိုစားထားတယ်ကုန်ကြတာငါခိုင်းပြန်ချောက်ထပ်စားအဲ့လိုဟော တော့ငါတက်တာတယ်ငါပြောလိုက်ဆောင်အိမ်မှာမောင်ပေးရတယ်နော်နင်းနေလဲကြာ အဲ့လိုအဲ့တော့ မိုင်းစားပါပါလေဘေးမင်းစက်တွေရနေကြတယ်ညိုင်းနေအဲ့မှာရှိတာ နောက်မှပြော အခုတွေပါရှိတာ ပါပြီးမှပြောမမနေနေတော့ကြိုပြောနေနေတော့ဆောင်းနေတယ်နေနေချက်ပြီးတော့ကြည့်ရကလေးခွေးနေရပြီမကြောက်ဘူးဟာဆွမ်းနာဒီပုံစံလို့အဲ့တော့ရင်ရတယ်ဘလို့လည်းမပြောအဲ့လိုတက်သွားအိမ်ပေါ့နော်ပြီးအောက်ထပ်ပြန်စင်းရအိမ်နာလေးချိုးကန်တော့တည့်ရလေးပါအိမ်ကအပေါ်ကကျတော့ခဏလေးခဏနဲ့ပြင်တယ်ဒါပေမဲ့အနောက်ကကျတော့အောက်ဒီပိုင်းနဲ့နေရပြောင်း ငါဒီလိုလုံးမှာဟမ် ဆောင်းသားတယ်ဗောဟဲ့ ဒီကတော့ အဲ့ဒါဟိုကလုံးလေ AI နဲ့ ကြိုက်လေသူခေါင်းရိုက်လိုက်ပြီးတော့မှတတိကိုတတိမှရိုက်လိုက်ဘယ်လိုမျိုးထုံးမဲ့ဆိုရင်ဝုန်းဝုန်းရိုက်ထားတယ် ရိုက်ဖို့ပါဒီက ပြီးတော့တတိနဲ့တော့ ဟာမကြည့်တော့ အာဒီမှာ ယူဆိုလဲနေတော့လည်းမတော်လား Happy birthday Happy birthday to you ပြီးတော့ဘာလားဟုတ်တယ်ရောအဲ့ကွာတယ် ရိုက်တာ ဟဲ့လူကလုံးလို့လား လောက်တယ်အကွက်တိလောက်လေချိုးက မလောက်ဘူးနဲ့တော့ဘက်ကအဲ့တော့ဘက်က ကောင်းကလေပုံစားတော့သူ့တချီနေတယ်လို့ အော်ကတိ ဆက်ရောက်ရှိတယ်မလောက်တော့မလောက် မင်းကိုစားနေတာပေါ့ မလောက်ထပ်ကြည့် မ လို င်း က် ကိုစားနေတာပေါ့ ဟုတ်မလောက်ဘေးကခရင်လေးကိုခတ်ကြည့်လိုက်ဟိုဘက်ကြည့်လိုက်အောင်ရောရောအဲ့တော့ဘက်စားတယ် ကျုပ်တော့နိုင်ရပါသေးပေါ့ ဟဲငါလက်ရောက်မထင်ဘူး ငါနဲ့လာမယ်လို့မဖြစ် ဟဲခရင်လေးတို့ပြီ အော်တက်ကော နည်းနည်းလေးကြည့်လိုက်မယ်အဲ့လိုလေးပုံလာလေးရမိသွားနော်အော် ဘယ်လိုတတိမလုပ်ပါနဲ့တော့စားနေတော့နော်ပုံမလေးရှိရနော်ပတိရပုံမလေး ရပြီပဲအပိုင် ဟာတော့ပတ်စတဲ့ကိုကောက် တဲ တယ် နှလုံးလေး အမေရောက်ကြတာလေ ပုံမှန်တော့ဝင်ကြဝင် အော်ဒီရလေဆိုတင်ပါ မမနှစ်ယောက်ကငါဟိုမမောင်ကိုချစ်တာဆိုသူ့နည်းနည်းပဲကြွေးဒါငါမမောင်ငါချစ်တာဆိုတော့ငါကြွေးရမှာအကြီးကြွေးရ Okay then I love you so much ရပြီ အဲ့မဝေးကြိုက်တော့ကိုကြီးချက်တိုက်တယ်ဟုတ်တယ်မလားတောက်တယ်မလားတောက်ဘူးလား နည်းနည်းပဲ အဲ့ခလေးကိုနော်အခုဆိုလာတိုင်းကြီးအဲ့ကဖောက်တာလား ကလေးဟော23နေနေ 23လက်ခလေးပဲ နေရာတော့နဲ့နင်တို့ကအိုလိုက်တာငါတို့က ငါတို့ကကိုလေး30လောက်ပြည့်နေ ခက်ကြောင်နေစား 23က face မှာဆုံးနေပြီ ဒါနဲ့ဒီကိုမောယူပြီးတော့အေးဆေးစား ပြောပြစားမကြ ရပါလို့ အားရပါရစား အေးဘာလို့စားစားလို့ရပါဖြစ်ဘူး ရနေတဲ့စားအိမ်ရောစားမှာမဟုတ်ဘူးတခါလေးစား မဟုတ်ဘူးဟိုကိတ်လည်းကျွေးမယ်ဒီကိတ်ရေးစား ကောင်းတယ် ဒါလေးကောင်းတယ် ငါကောင်းတယ် ငါချစ်စင်းရင်းနဲ့စားမယ် Harrison 你问雷你啥呢？你有比赛？啊，我追你。ရပြီတော်သိပြီ ငါကျွေးနေကြတယ်ဒီမှာ 要来，不用我们去了，我来搞个地图。
တော့ထူတာဒါပေမဲ့ယောဂကောက်ွယ်သေးရမထူတတ်ကြပြီ သူရနေကူးရိုက်ဆိုတော့အေးပါအစိုးရမခိုင်းလေအာဝိချောတဲ့အနှစ်တည်းဝင်တယ် ကိုလုံးဟိုဟာကြောင်တော့ဒီဟာ ထူလည်းသိမစားကြတာပါ ခဏကြာဘူး။ချင်းနဲ့ဆက်မှာ။မစားနိုင်ရဒီမှာနေနေ။ တဲသူတို့ကကြောင် မရပါ တက်ပေါ်ကြောင်ဟုတ်အဲ့ဒါလည်းပါ ။ညလည်းပြေကောင်ငါဆိုင်ပါနဲ့ငါကြောက်ကြော်နေအဲ့တယောက်ကလေသူ့ဘဲပေါ့နော်ဘဲပဲပြောသူ့ဘဲအဲ့မတိတ်ရပြီငါပြောတာတက်ပါဘယ်လိုအဲ့နဲ့ငါလောက်ပြီးတော့ကန်လေးစိနေငါဘေးပကတ်စိတဲ့ဘေးမှာရက်ပြီးလိုက်ပြောတယ်အကြောင်းငါပြန်စိနေတာငါတခုမှပြန်လာမပြောကြငါနဲ့အဲ့မှနဲ့အပီလည်းပြီးရောငါတခုပြောလိုက်တယ်သူဘေးလို့လေအခုမှလို့အရင်ယောက်ျားကိုသတိရလားမသိဘူးလို့ပြောတယ်မပြောတော့ပါဘူးလို့ဟိုကောင်သတိရလားမသိတက်တော့ဝင်ကြည့်တယ်လို့အဲ့ဒါလေးပြောလိုက်တာအဲ့ဒါကအပြစ်ဖြစ်သွားတာတက်တော့ဝင်ကြည့်တယ်ပြောတာအဲ့သူ့ရဲ့စော်ချက်ချစ်ဆက်ပြီးတော့ message တွေပို့ပြောတာမလေးအဲ့တက်တော့ကြည့်ရဲ့အကြောင်းနဲ့နေရရေဖွင့်ပေါ်တယ်ပေါ့ငါတို့ရေဖွင့်ပေါ်တယ်နေရေဖွင့်ပေါ်တယ်ကျတော့ပြောတယ်ငါကျတော့မပြောဘူးဆိုတော့မိမ့်မလို့မိမ့်အဲ့ပေါ်မိမ့်မကြီးလေမိမ့်လို့မိမ့်စိတ်ပေါ်ငါစိတ်တော့မသိတာအဲ့ကောင်က35နှစ်ရှိပြီဒီလည်းအဲ့လိုပြောရပြစ်ကြတယ်ရပြစ်ထွက်သွားတယ်ငါဆိုင်ကိုဝင်ချလာဘုံနဲ့ရောက်တာမိုင်းရဲ့ကြည့်တော့တမီးကိုလက်သွားတယ် तू ကအဲ့လိုပြောပဲဆိုငါလေကောင်းတာပုံမှာသမင်းလေးစားနေဘာဖြစ်လို့လဲမိုင်းရတယ်ပြောလိုက်လို့ငါဘာပြောလဲပြောတယ်အဲ့ကျတော့မလေးငါမပြောရဲသေးမှာဘာမှရှောင်းနေလို့တက်တော့ဝင်ကြည့်ပြဘာဖြစ်လဲတက်တော့ဝင်ကြည့်လာပြောတယ်ဘာဖြစ်လို့လဲတက်တော့ဝင်ကြည့်ပြဘာဖြစ်လဲငါလည်းပြောအသက်မလာပြီးတော့ဝူးဝဲလာမလို့စိတ်လက်ပိတ်တွေပေါ့ဒီမှာစိတ်ထဲကပဲပြောတာပါဒီတော့မပြောပါဘူးအာနာလို့ပေါ့ဟဲ့ဒီမှာအဲ့နဲ့အပီလည်းနေရာကထွက်သွားသူစော်တင်တက်နေဟာကအဲ့နဲ့အင်းသွားငါစိတ်ဆော်တာပြီးလည်းပြောညနေလည်းကြာအောင်အကောင်မှစိတ်ကောက်ပြန်သွားတော့အဲ့မလို့မမြင်ရပြန်သွားတော့သူစော်ရောက်လာပြီးမာကြီးရဲ့သမီးကိုလက်သွားတယ်တည်းကြတယ်နေကမိမချင်းချင်းယူပဲလို့နေကလာပြီးနေကြီးကြရတယ်ပြန်တော့သမီးကတကယ်ချက်သွားတာသမီးကတကယ်ချက်သွားပြီးတော့ပြန်ပြီးတဲ့ဓာတ်ပုံရိုက်ပို့လိုက်တယ်ဘာကြီးပေါ့ကအတူကြီးအဲ့ဒါယူသွားတယ်တဲ့အဲ့ဒါယူဓာတ်ပုံရိုက်ပို့တယ်ကျန်ကြည့်စမ်းနေငါပစ္စည်းတွေကကုန်ပြိုင်သွားတယ်ဆိုအဲ့ဘူးကြီးတော့အဲ့ဘာဘူးလဲအဲ့ဒါဘူးလေအိုးအေးမော်ဒီကအဲ့ဒါယူပြန်သွားတယ်တဲ့အဲ့ပြန်သွားတော့တော့သမီးကလည်းဒါတွေလည်းမလိုပါဘူးတဲ့စင်ပြေပါတယ်ပေါ့သိရမလားဟောတော့ပါငါစင်ပြေပြီတော့တိလားအဲ့ဒါလေဟဲ့ပြပြအောင်အဲ့ဒါပြောရတယ်နင့်လင်ရဲ့အရှိကြီးစီကိုသွားတယ်အဲ့လိုပြောတယ်အဲ့ဆိုတော့လို့အဲ့ဒီဟာအဲ့လိုဘယ်လောက်ရှိလဲဆိုအဲ့ဒါအဲ့လောက်လေးတဲ့အော်နေအဲ့ဒါလေသူ့ရဲ့အငုံစိတ်တဲ့သူ့ယောက်ျားရတယ်အဲ့လောက်မဟုတ်လို့လေ तू ကတော့အဲ့လောက်လေးဝယ်ပေးတာလေအိုးနင်တို့ကိစ္စလေငါအမစိတ်ကပတ်တာလေငါစိတ်ကပတ်ကဘလို့မထိလို့မရတော့ငါအဲ့နဲ့ကောင်းပြောတာအကုန်မဟုတ်ဘူး तू ဖုန်းနဲ့ဘလို့လိုက်တော့လေအဲ့ message ကနေပြောတာလေအဲ့ message ကနေပြောပြီးတော့လေ तू ကလည်းငါလေးပြောတာအောက်ခံငါဆိုင်လာခဲ့လို့ရှင်ဖွင့်ပေါ်တိုင်နေပေါ်ဆိုတာလာမပြောနဲ့တော့ကျမဘလို့ပြကျမဆိုင်မှာလာပြီးရှင်တို့ပေါ်ကြံသွားတာကျမဘလို့ဖြစ်တယ်ငါပြောမယ်ဆိုဟိုကောင်မဘလို့ပြီးတော့အတန်ဖိုင်ကြီးကိုငါပို့နေတယ်ဖတ်ဆိုတော့ရက်သွားအကျမမကျေနပ်ဘူးနောက်နေ့ဖုတ်ထက်ဆက်ပြီးစပီကာဖွင့်လိုက်ဆိုင်လို့တော့သူ့ဘေးမှာရှိတယ်နင်တို့ကပြောတော့ပြက်ပြီဆိုငါ့ကိုပြက်တော့ငါဥတီသွားပြီပြက်ပြီဆိုအခုကြမျိုးဘာလုပ်တာလဲလာခဲ့လို့နေ့ခေါင်းကသုံးရက်ဆိုင်နှစ်ဆငါရက်ပြမယ်အဲ့ဒါမဖြစ်ခင်ပထမတည်းကသူ့အဲ့ကောင်မကိုသုံးရက်သွားတာလေဆိုဒီထိတ်မှာတကယ်အကွက်လိုက်ကြီးဘာကောင်ရက်သွားလဲဘိုးဘွေးတော့သွားတော့အဲ့နားမှာအကွက်လိုက်ကြီးကိုဟဲ့စပင်းကမရှိတော့ဘဲနဲ့အဖောက်လိုက်ကြီးကိုကျွတ်နေတာအဲ့ तू ကဒီဘာတွေခေါ်တဲ့အဲ့မသိစောရလို့ရက်အဲ့ရှာတရားလိုက်ကြီးအဲ့နားမှာစောမလည်းရှာပါတာပေါ့ဟဲ့ဒီမှာအဲ့လိုရက်သွားအဲ့နဲ့ငါပြောလိုက်တာနောက်တစ်ခေါက်ကျရင်ဒေါက်တာတီကနှစ်ဆရက်ပေးမယ်လာခဲ့နေအဲ့ရနှစ်ဆကိုပြောင်းစေရမယ်ငါနေကိုပြောင်းစေရမယ်ငါပြောဒီနေ့ဒီပေါ်မလာတော့ငါခလေးရှိတဲ့ဘက်လောက်ရှိတာရဲဆိုရင်ရောက်လာဟင်းဆုံးရတာဘယ်မှာရက်ကငါ့ကိုပြဒီနားမှာဟဲ့တကယ်ပါဟဲ့ဆုံးရတာလေ तू ကပြူစားခံရတယ်တဲ့နင်းအဲ့လိုပဲ तू ကအဲ့လိုကတ်တင်လာခေါ်တယ်တားရက်တွေပါပြီငါပြောတယ်လူကလူဆိုရင်ယောက်ျားဆိုယောက်ျားတွေလိုက်မိန်းမဆိုမိန်းမလိုလင်းလိုက်ဟိုလိုတော့မဟိုလိုတလိုင်းသွားလိုက်ဟုတ်ဘူး तू ကပေါ်ရဒီလိုဖြစ်နေပြီးတော့စိတ်ကမိန်းမစိတ်ကြီးမလုပ်ဘူးမပြန်ဘူးဘာလဲဒီအတူကြီးလူပြန်ပြောပြလားဟဲ့အဲ့ဒါငါပြောပြမယ်နင်းရဲ့ရင်ဖွင့်ပေါ်တော့ပြောဆိုတော့သူမရလာပြတာလေမာကြီးဒါပါလဲဆိုတော့အဲ့အတူကြီးဆိုတော့အဲ့အတူကလည်းအမေဟိုငါတို့တားပေါင်လာတဲ့အတိုင်းချက်ပါနေဘူးကတော့နည်းနည်းကြီးတယ်ထဲကစိတ်ကအလားဘူးကကြီးစိတ်ချမ်းသာဟဲ့ဘာလို့အလောက်စိတ်လေးဝယ်လဲငါတို့လည်းပြောဝယ်ပဲဝယ်ကြီးကြီးဝယ်ဆိုမဟုတ်ဘူးလေရင်ယောက်ျားကြီးလို့လည်းရွက်ပြီးသေးတာဝယ်ပေးတာတကယ်တော့အဲ့လိုဟဲ့ငါလေးစိတ်ပြေလို့လည်းငါတို့လည်းစိုက်မနေနေတော့ပြဿနာကိုတက်ဆိုင်ရောက်လာတယ်အဲ့ဒီဟိုငါတို့စောစောကောင်းလေးတွေလည်းချန်ဖြစ်လဲငါစီရောက်ပါလားဆိုင်လည်းကြောင်းလိုက်ပါမဟောတာတော့မဟုတ်တာမဟုတ်တာကလည်းလမ်းဆောင်ကဘာဆိုင်လဲကျန်အဲ့လိုမျိုးလုပ်လမ်းပေးနာမည်ပေးရလို့ဖြစ်တယ်ဟဲ့ငါဆိုင်မနေတဲ့လူပဲငင်ရောက်လာတယ်မလား
နင်းအကြောင်းပြောလဲငါထိုင်သားတာဘာလို့ငါထွက်သွားလို့မမြင်လားငါဆိုင်ကြီးကြာပြောတာလေငါဘယ်ကိုသွားရမှာတော့နင်းပြန်သွားမှလည်းရမှာလေပေါ့ကိုကလာကိုအကြောင်းပြောတယ်ငါတို့မှထိုင်သားထားတယ်ကိုတယောက်ကလာတယ်လားသူ့ယောက်ျားနဲ့ကွဲသွားပြီသမီးကတော့နောက်ယောက်ျားယူလိုက်ပြီးနောက်ဘင်းနဲ့ဘလို့ဖြစ်တယ်အေးနားတောင်လည်းပြန်သွားပြန်နောက်ပြောက်လာတယ်မိခဲဖောက်ပြန်နေတာကျမယောက်ျားဟိုမှဆိုတော့ငါဆိုင်ခေါ်ချလာပြီးရနေဖြစ်ကြစိတ်တွေလည်းပြလိုက်တာငါဈေးမရောက်တော့ဘူးလေလို့တရက်ခွက်လုံးနဲ့တက်တာတော့တောက်ချက်တာငါဆိုင်မှာလာရှင်းရတော့ဟိုမှသူကဖောက်ပြန်လို့လည်းလာချောင်းမယ်နော်ငါဆိုင်မှာလာခိုက်ချတာစဉ်းစားကြည့်တော့လည်းများရရပြတော့ငါနေတရားမရှိတော့ဘူးငါတို့ဒီလိုလေးစိတ်ချော်ပါမလုပ်ပါနဲ့စိတ်ချော်ပါငါယောက်ျားငါပြောမိမရဲ့ဘယ်လိုလုပ်မလဲလက်ခံလို့မရတာငါဆိုင်လေဈေးဝယ်ဖို့လာတဲ့စတိုင်နဲ့လာကြလေပြီးအင်ကြီးတွေချိန်သွားလိုက်ပြတယ်အောင်းမြေတွေကပြေးတဲ့နေကောင်နားထောင်တော့အဲ့မှာစမ်းပါလေငါတို့စိတ်ကြချဟမ် ဒီကဲရောလုံးမှာ ရေခဲကမှရှိတယ်ဘာစကားလို့လဲ ဖက်နဲ့ညက်ဖက်နဲ့ရှိတာ ကျုပ်ကလည်းရိုက်တော့ဘူးလေဒါကဒီတိုင်ကားလို့တော့ ဆိုကျူးတယ်ပြီးရင်ပလင်းဟိုကနှစ်ပင်းဝယ် တိုင်ကားဆိုယူစကားလို့မများဘူး အဲ့ဒါဆိုဒီမှာ15လုံးမအောင်10လုံးနဲ့ အကြီးမိုက်တော့မောင်းပေးပါအောင်နဲ့ ဟဲ့ငါပြောပြမယ်ချင်းဟဲ့ ဟုတ်4ယောက်တောက်မှာတယောက်နှလုံးအောင်10လုံးဖြစ်နေ ဟုတ်လေတိုင်ကားဆိုယူက10လုံးတိုင်ကားဆိုယူ10လုံးဟုတ်တယ်တိုင်ကားဆိုယူ10လုံး 10လုံး တိုင်ကားဆိုယူ10လုံးဝယ်15လုံးဝယ်ခဲ့တော့ကျန်တဲ့နေတောက်မှာဝယ်တော့သွားတော့ရတယ်အဲ့ဒါ အပေါင်းကမှလေးလံပြည့် ဘူးဆိုယူကနှလုံးနဲ့လား โอเค15ခုတော့စုပေါင်း15လုံး ဒီ15လုံးကတော့15လုံးခက်ကုန်ပါဒီနေ့ ဒီတော့ပဲပြင်တယ်အောက်တော့တော့ များ ငါဟိုကတိုက်ကားဆိုယူ12ပလင်းဝယ်လား နားမလားလေကြားတယ် 12ပလင်းလား12ပလင်း တက်ပြီ အဲ့တော့ ABC ကတပလင်းနဲ့တော့ကျွတ်မှာ အေးအကောင်ဘုကမမှာဒီမှာမထွက်လို့မရဘူးပြော အေးမအောင် ABC ဖွက်တာအေးတောက်ပြီးလို့ရှိရင်ဝယ်လို့တော့မှာ ရှင်းပြီ ရှစ်တာသူက ဒါ ရှစ် မှအများတော့ပို့ခိုင်း အဲ့ဒါကောင်းလဲရှစ်မှာ ကစမမပါဘူးဟိုတိုင်းကနေပါနေတာတိုင်းကပြီးကကန်သမပေးနေ နေတို့တွေကမဝဲလာဘူးနေတို့တွေက ဘာကြီးလဲ ကိုကျော်ကြီးပြန်လာမဲဟာ ဟောနင်းမပြောပဲဒါတော့15လုံးများတယ်ပြောနေတယ် အမပြန်လာသူ့ဝင်လာခိုင်းလိုက်လေ သူ့ဝယ်ပါလိုက်တယ်ပြောတာလေ သူ့ဝင်လာခိုင်းလိုက်လေ ကိုကျော်ရုပ်ပြီးโอเคငါတို့မင်းအောင်ပြောနေပြီမင်းအောင်ပြောနေဦးချေဝေးတော့ဝေးမတော်လည်းငယ်ချင်းနေကြည့်သူပါရှေ့အားတော့တော့မှာတော့ခမနီကောင်တောင်းတာကျွန်တော်ဝင်တော့ရှိရ ငါတို့တော့ငါတို့တော့ဟုတ်တယ်အဲ့ဒါမဟုတ်ဘူးဒီတိုင်းဒီလိုတော့ ဒီခဲနေမဟုတ် ဟုတ်ပြီချိုးချိုးလေးကောင်းလိုက်ခါပါပြီးတော့မခါပါ ဒါကြည့်ရတော့ပြောဖိုက်ဘာမှမဟုတ်ဘူး ညသမီးတို့လည်း ဒီကားပို့ချိုးရတဲ့ ဟဲ့ချစ်စီဝယ်တတ်တယ် ပြောတတ်လိုက်နော်စပြင်းနဲ့ အဲ့ဒီသမီးကမတော့တော့ဘူးအနည်းကညီးပကံလေးဝယ်တာ ဒီကောင်ပြောတတ်တယ်တဲ့ pitch နဲ့စပြင်းနဲ့ pitch ကပို့ချိုး ဟဲ့ငါတို့ကပကံဝဲတာဟဲ့ ငါဝါအဲ့ငါမပြောတော့ ဂိမ်းတော့တာမခွဲပြီ ခဏကိုတော့မှစံတက်ဖယ်လိုက်ရ10လေးလောက်ဖယ်လိုက်ရအဲ့ပဲဟိုကတော့ဗျာမကိုဂျုံကပေးရတာဟိုမှာဝယ်ဆိုင်အောင်ဝယ်လာလို့ရတယ် ဟာ ဂျုံကဘောဘာကြောင့်တော့ပေးရ ဒီတစ်ခါထပ်သွားပြီးပြောပါဟဲ့အိတ်လေးမှကျတော့ အဲ့တော့ ငါဟိုအိတ်ကမှ install မရဘူး မတငယ်ချင်းတော်မှာဟိုမှာလိုက်တာပါဆိုမှာလေဟုတ်တာပါလေအိုင်ဘတ်အိုင်ဘတ်ဆက်ပြ ကလေးလိုလည်းအိတ်ကလေး အဲ့ဘဲဝယ်ပြီးဝယ်ခါပြတ်တယ် ဒီအိတ်တိတ်ထားမယ် ငါမသိဘူးငါလည်းခုမှတစ်ခါမှမဟုတ်ရောက်ဘူးလား ဒီငါတော့သွားတယ် ဒီကငါဟိုသူတို့ဝယ်တာဥစားတယ် ငါ့မြတ်ပေးတယ်အဲ့ ငါ့ကိုလည်းဝယ်ခိုင်းတာမဟုတ်ဘူးသူတို့ဝယ်ပြီးသားဟာကိုငါ့ကိုပေးလိုက်တယ်ပေးပြန်လာတော့ငါတည်လာပြီ အဲ့လည်းပါနှခမ်းနေပါ ဝယ်တာလည်းငါမသိ ဘာ ဘူး မှမပါ သူတို့ဆန်နေဘယ်လိုလမ်းကြည့်လိုက်လဲငါမသိ ဘာမှပြန်လာဒီတိုင်းငါသားအတွက် အဲ့တော့ဒီတော့ဒီလိုက်ဖို့ကဟိုကောင်းပါလေ ဘူးသူတို့ပြည့်သူကပြည့်တယ်ပြမှာ သူဖြစ်ရတယ် ကိုကလိုက်ဖို့ရတာ ဟောပြန်ခိုင်းတယ်သူကမပြန်တာသူ့ကိုပြော ပြန်နေပြန်နေပြန် ပြန်ညုံမောင်လည်းမောင်မောင်နေစတယ်မောင်ရဲ့အနန္တလို့ ခွဲနိုင်ရောက်ခွဲနိုင် ရောက်ပြီးဒီတော့ခတ်နေတာ မငါမေတော့ပြောနေနေရော အဲ့ဒီ အဲ့ဒါတော့နည်းနည်းများသွားရော အေးအားရဒီပြောပြီးလိုနေတာအဲ့ဒါ အဲ့လိုလုပ်နေလေနောက်ပိုင်းကျအဲ့ဒါကိုနင်းတက်နေ အဲ့ဒါရပဲ right နေတော့ပြောနေအဲ့လိုလုံးနေလေကိုယ်နေတတ်နိုင်မယ် ခုတော့နင်းနေပြီကနေရ လေဘာနေကနေပါနေလိုက်ဖို့ဘာဖြစ်လဲဒါရီစားနဲ့သွားချိန်တွေ့ပြီးပြန်လာတဲ့ကောင် ကောင်းမှဒီတော့ပဲဆိုတော့သူကြောက်ဖြစ်မလဲလုံးဝတော့ပါတော့တယ်ကြီးကလောင်နဲ့ကြီးတယ် ဘာမှမဟုတ်တယ်သူဘာဖြစ်တာလဲရောတကယ်ကြီးရောပေါ့ချဟုတ်လားလို့အဲ့ကြောင့် မဲတော့ဒါလည်းသွားမယ် ဘယ်လိုသွားမှာ ဒီမှာထိုင်ရမယ်ပြီးတော့ ဆိုးနေရလားအင်းကြီး သူရ ဘောင်းမီတော့မပေးပဲအင်ကြီးတော့ပေးတယ်ဒါပေမဲ့အင်ကြီးအဲ့အင်ကြီးမရှိတော့ မ
ပြေပါမလားငါတို့ရငါဒီပေါင်းကြီးယူရမှာလား ဘောင်းမြေတော့ယူတော့ပေါ့ ယူရမှာနဲနဲဆိုပြီးလောက်လိုက်တာငါကြီးနေပြပြပဲနောက်ကမှမသိတာဒါမှမသိဘူးမသိဘူးတော့လုံးလုံးနေမှနေအဲတုံလုံးငပိကိုသူကြောက်တုံလုံးငပိဆိုကြားတယ်နေမသိဘူးလားဒါမဲ့အဲ့ကတော့အဲ့လိုမရှိပါဘူးနော်သိုးသားကြနော်အဲ့ကရိုးသားပါသူတို့မရိုးသားတဲ့ပုံစံရှိတယ် ရိုးသားတယ်သူတကယ်ရိုးသားခဲ့တယ်အဲ့တော့ငါယုံနေတာငုမအကောင်ရိုးသားသူပြေးအေးချမ်းရောက်အကောင်တည်ရမှာတောင်းလေး အေးအောက်ကကြာကြီးပဲလိုက်ဖို့ငါမူးလာတယ်နေအောက်ကလည်းကြာကြီးပဲ အောက်လိုက်ပို့တာအောက်ပိုင်းတည်သွားတယ် ပြောတယ်သူလည်းကတော့မလို့ဒီပေါ့ ဟဲ့ဟိုဘက်ကမေးကြအောင်မအောက်လိုက်ပို့တာအောက်ပိုင်းတည်သွားတယ် တော့အောက်လိုက်ပို့တာချွေးထွက်ပြီးပူသွားလို့အေးခံလာတာဒီမပြောနေတော့နင်တို့ကလည်းငါလည်းပြောတယ်ဆက်ပြောတယ်ဒီက ဒီတောက်မှာတောက်ကူရတယ်ဘာလို့လဲ ဘာတော့အေးတာ လေ ငါကြီးอ่ะအဲ့ဒါတော့ပြန်လိုက် ဒီမှာဒီအောင်ပလင်းကို ဒီ လေး က တော့ လည်း လိုက် ခုရောဒီတိုင်းကလည်း ကြာရေတက်တယ်သွားထည့်လိုက်အပေါ်ကနေကွာ ဟောလေကောင်းသွားလေ ဆန်တော်လေးကုန်ပြီ ကောင်းသွားလေပလင်းထုတ်လာပြီးကျန်လာတော့တယ် ငါပလင်းပဲရောက် ဒီပလင်သိတယ် ကိုဝါလေငါပလင်းကိုဝါ ကုန်ပြီလေနင်းရင်ကုန်တာနင်းရင်ကုန်တာဘူးမှတော့မကုန်ဘူးကျန်သူ့ဟဲ့အဲ့ဟုတ်တယ်ဗျဘူးမှဈေးပေါက်တယ်လေသူများရဲ့မင်္ဂလာဆောင်နေကြတာပြန်ကန်လေအဲ့ဒါမဖောက်တော့ကြည့်လိုက်ပေါ့ခင်ဗျာမြတ်အဲ့ဒါအာ ကိုရမတောက်တတ်တော့လည်းသူပဲတောက်တတ်တော့လည်းသူပဲနော် ဒီတော့အမေတို့ကရင်ရတာခက် မတောက်တတ်တော့မကောင်းမှတော့လုံးဝဘူးမှမ တောက် တောက် တ တတ် ယ်ခမတရားတောက်တယ် ဟုတ်ကဲ့ကျောင်းတော့တောက်တယ် တောက်တယ်လို့တောက်တာတောက်သူမြောက်တောက် အမ်တော့ပါ နည်းနည်းပြီးမှတောက်တာပါ မရဟန်စုနဲ့တောက်လို့တောက်တော့ အဲ့တော့ဟောတော့ပဲတိုက်တယ်အစင်းမြင်ပါ ဟောတော့ရောင်နေကုန်ပြီ ဟောကျွန်တော် original ပဲကြိုက်တယ်နော်ဟိုလိုအတားကက်တယ် ကြည့်စီတိုင်းပါ ကုန်းတော့မကြိုက် ဒီနေ့ကလို့အခုတော့မိန်းမလည်းအတန်ထည့်လို့ရတယ်နော်ဟိုတနေ့ကမသိတော့ငါတစ်တော့မှသိ ဘူးတိုင်းရရောက်တော့ဘူး အဲ့တော့လက်ထက်အသားနဲ့ထည့်တာလေဒီမှာသူပြောပြတယ်လက်ထက်အသားနဲ့ထည့်ရင်စိုက်တာမဟုတ်ဘူးလက်ထက်အသားငါပြောပြမယ်လက်ထက်အသားနဲ့ထည့် တကယ်အတားနဲ့တောင်းတောင်းအတား ဒီစိုက်လောက်ပဲရမယ်တဲ့ပေါင်နဲ့ထည့်အဲ့လောက်ရတယ်တဲ့အဲ့ဒါမဲ့အဲ့လောက်ရတဲ့ဟာတဲ့သူတို့ယောက်ျားလေးရဲ့ရတာမကြည့်ဝမခံစားဘူးဒီထဲကဟာတလောက်လေးရတဲ့ကြည့်ဝခံစားရတယ်သူရဲ့အသားကြီးအားနေတယ်ပေါ့ဟာဒီတောက်ကြည့်လိုက်ဒီတောက်ကြည့်လိုက်ဒီတောက်ကြည့်လိုက်တောက်သေးကြလိုက်အဲ့ဒါငါဟိုကောင်မပြေးနေတာငါဆိုတော့ငါပြောတယ်အတူဝယ်တဲ့ကောင်မလေးမစားတော့ဘူးလားတူကြီးကြိုက်တာတဲ့ အဲ့တော့အတူကြီးပြောနေရအောင် တော့လေဘာမှအတူဝယ်တဲ့အကြောင်းပြောတာသူမသိနိုင်ဘူးမပြောတော့နေတော့နေရမြတ်တော့လိုက်သွားပြီလွတ်တော့ နေကအေးကတဲ့ခဏတော့ရောမသိလား ရရေခဲရိုက်ထားတာမအေးနဲ့အေးနေဟဲ့ လက်တပါရေခဲရိုက်ထားတယ် အခုကငိုတဲ့အိစက်တဲ့လက်ဒီသူလားညပူလို့ရလက်မှာမဟုတ် အဲ့ငါဒီထဲဝင်သွားလား ဝင်လာအောင်မလို့အဲ့ဒီတော့မရဘူးအော်လိုက်ပြီးသွားသူမျက်ခွက် ဒီလည်းဝင်ဦးမှာပဲလားငါဒီကိုစဲ ပြန်ပန်းလိုက်အဲ့လိုပန်းတဲ့အချိန်မှာကားလိုက်ကတော့ဒီလိုဆဲအတွေ့အကြုံရှိတယ်ကွာအတွေ့အကြုံရှိတယ် အခုတော့ဖားတာလည်းကောင်းတယ် ကြီးတယ်တိတ်ကြီးတယ် ကြီးတုတ်ကြီး အဲ့တော့ကတော့ကားပဲမကြီးနေလို့လားမသိဘူး အဲ့ဒါမတက်ဘူးပေါ့ ဟိုမနီးငါမေးရှိတယ်သူဘလူးလေးပြောနေ အမေကပြေးနေမှာသူလို့ပါ ကောပါနေပဒခွားက အများပြောတဲ့သွေးခွဲစကားတွေကိုအဲ့ကောင်ပါပါအဲ့ဘေးလိုက်အဲ့တချင်းဆိုပေးရငါတို့တိရသလားအကောင်မနေတိုင်းမဆိုအဲ့ဆိုအဲ့တချင်းဆိုလို့အဲ့ဘလို့ဆိုလဲဆိုတော့ငါနောက်နေ့ကျအဲ့တိုင်ကဖုန်းပြီးလို့ပြီးမယ်မောင်များပြောတော့သွေးခွဲစကားတွေကိုမောင်ဟုတ်လေဘာနေလဲမင်းသွေးခွဲနေရတယ်ကိုမောင်ခေါ်ရနေရရောကွာမင်းနဲ့ဆိုတော့ဆိုသွားတယ်လို့မောင်အဲ့လိုမျိုးလေငါလုံးမကြမ်းတဲ့ကောင်မလားအဲ့တချင်းကိတီမျိုးတော့ဆိုအိမ်သားလေးကိုမောင်ဆိုတော့မဟုတ်တော့မဟုတ်ဆောက်အောင်မောင်များပြောတဲ့သွေးခွဲစကားတွေကိုအိမ်မောင်ရောက်ပြီဆိုမောင်အပြီးတော့ပြေးချက်လာနောက်အကောင်ကိုလားမသိဘူးကိုများပြောတဲ့သွေးခွဲစကားတွေကိုကိုအကောင်မောက်တောင်းတာမောင်တကောင်ကိုတကောင်ရှိတယ်ဟေးအကောင်မညာတိုင်းအဲ့တပုတ်ကိုဆိုတယ်အဲ့ဆက်နှစ်နာရီထိုးပြီးဆိုဆိုပြီးသူခေါ်တဲ့မောင်ညာဆောက်အောင်မောင်စိတ်တူပြီးတော့ဆိုတယ်မောင်နဲ့စိတ်ဆိုးနေတယ်မမောင်ညာနဲ့အဲ့တချင်ငါကြောက်ပါအဲ့ငါမရတော့မတင်မသူတနေ့တနေ့သူဆိုနေတိုင်းပါဆိုတယ်အဲ့ကိုဆိုမကိုဆိုချူတာမကို ပြီးတယ်ခုမှတောက်တော့ စိတ်မရှိတဲ့အတန်နဲ့ငါအဲ့နောက်ကနေကဝေကျွေးနေတယ် ဟုတ်ပါဘူးနော် ဟိုတနေ့အကောင်နေဆိုတော့အမဲလိုက်ကောင်တေးအောင်ဆိုတာဟာ အဲ့ဒါအ
တာကုန်ဖြစ် အဲ့ဒါလေးဒါဖုန်းထဲမှာမဟုတ်တော့အဲ့ຢာတွေကငါတို့ဘိုးကမြင်စင်းစားတယ်ဘလို့မှနေလို့မရတာ စီထူတိုင်းမူးနေပြီလားပေါ့ အဲ့ KTV မဟုတ်နော် ကလင်ငကျင်းနဲ့မူးနေပြီလားပေါ့ အဲ့ငါတို့နီးပွိုင်းတောင်းอ่ะ ကနိုင်အဲ့ဒါအဲ့ချိန်နေထားဆိုနောက်ကီးရလည်းမဝင်သေးလားဟာဆိုအော်ကြီးဖြစ်ကျ လူချင်းအေးလူကျတဲ့သူနဲ့မီးပြက်လို့တိတ်နေတဲ့ချိန်တိုင်း လေးရလို့ ကျွေးတော့ ကျွေးတော့ ညောပပနေကျွေးအမမ ဘာမရမငင်းကြအဲ့မျိုးကြိုက်တော့မငင်းအောင်ကြိုက် ရေချိုးပဲဆို ဟာသူရင် ဒီလိုပဲဖုန်းယူပါတော့ ဘာခေါ်ယူရဘာလုံးနေ အဲ့ဒီမှာနေအိပါကြွားရ အာပေးပြီးသွားရ ဟမ်ဒီခေါ်ယူပြီးဘာလုံးနေရရတမတယ် ဘာလုံးနေရလဲဘာလုံးနေရ လုံးနေရ ငါသူ့ပေါက်ချင်လို့ဤတော်ပြောက်ရတယ် ပြောက်တော့တယ်လားနောက်ငါပြည့်စက် အဲ့ဒါခုနဆောင် သူကချိုးလေ ကျမရသမား မဘူးအစားတွေပြန်နေလား မဟုတ်တကယ်ပြောလေမိုင်းဒီသားတကယ်မထားဘူးလားစိတ်မဝင်စားရလားမိုင်းရဲ့ AGTV ပဲလား ဟော အဲ့ရကြရကြ AGTV တွေဖြစ် ဒါပေမဲ့ကိုကြိုက်တဲ့ရကြလေးရရှိဟုတ် အဲ့ crack တွေပါတော့မရှိဘူးအခွတ်တို့ပါ မိုင်းနည်းနည်းတော့ ဘာ ကြိုက် ခွ လို့ က်ကဟွာဖြစ်သွားပြီ ဒီမိမရပါရ အေးမင်းမရအောင် တို့လို့ အိမ်နာပါပဲ အော်ကိုအိမ်နာကိုကြိုက်အဲ့ကိုရမိုင်းမကြိုက်တာမသိတာ ကြိုက်တယ်ဒါပေမဲ့ तू ကဟွာဖြစ်သွားတယ် तू နဲ့တွဲလိုက်သေးတယ်အကြိုက်လို့ပါ ငါတို့ကြောင့်မပြော တလားလား လေမလုပ်ပါနဲ့ကိုတော့မယ် ငိုပါဦးဒါဒီလိုပဲမေးရတာပေါ့ရသမားဖြစ်သွားတဲ့အကြောင်းကြီး ရတမမဆိုင်ကိုယ့်ကို ပြောလို့တောက်တာလား အဲ့ဒါဘာဖြစ်လို့လဲဘာဖြစ်သွားတာ ဘာလို့ပြော तू ကအိမ်ပြောင်းသွားလေ အော်မိုင်းရလေအေးပါကွယ် အဲ့အိမ်နောက်လိုက်ပြီးသွားလေ မဟုတ်လေကွာ तू ကအချိုးမပြေဘူးလေ အော်ရက်ပတ်တည်းကဆိုမပြေတဲ့ကောင်ပေါ့အဲ့ဆိုတော့မိုက်ကန်ကောင်းပါလေသူမရတော့ဘူးဖက်ဖက်ကိုမောပြီးပေါ့အဲ့အဲ့တယောက်ပဲထားလိုက်တယ်တလားလောက်ပြီးသွားအောင် အဲ့ပဲလားဘိုးကနေကုန်းထုတ်သွားပြီလား အဲ့ဒါဘွားပြောက်သွား မိုင်းရ အဲ့လေခလေးလေးစ အခုမိုင်းရ35လား လာပါဦးလေအားကြီးနဲ့တော့ 33ဟုတ်တယ် 31 အော်မဟုတ်32ပြည့်တော့နှစ်ဟုတ်တယ်ငါယောက်ျား33မိုင်းရ32တစ်နှစ်ပဲกว่า မာကြီးရေမဟုတ်ဖို့ပဲလေမာကြီးရေမာကြီးရေ ကောင်းတော့သမီးကောင်းတာလေးနဲ့ပဲဆက်ပေးရနည်းနည်းချိတ်ကြည့်ပါမဟုတ်လေတို့ယောက်ျားပါပြီးရောငါကိုယောက်ျားပေးပြီးရောယောက်ျားတောင်ပြောတာပဲ ဘူးမဟုတ်ဖို့ ယောက်ျားကြီးပြောတာဟဲ့ကမနေနဲ့ကြီးခါတော့တို့ကြီးရှိရဆိုတာတော့ဘယ် ချူတော်နေဒီကချူငိုတော့ဘူးနေ မူးမအပေါ်ဝိတ်ကတော့တက်လာတယ်မာလေးနီး ဘီယာလေးတော့ မိုင်းနဲ့သမီးနဲ့တူတူပဲဒီနားကြီးရော မကြောက်တော့ ကိုကြီးပေးခဲ့တဲ့ trauma ဟုတ်တယ်မိုင်းပြေးသွားရောကိုကြီးပဲတွေးချင်တာလား ရတယ်ဘာလာလာ ဟာမိုင်းရလေအဲ့လိုတော့မလုပ်နဲ့လေ ဘာလာလာဆိုပေမဲ့ကွာအစင်းနေပဲလေ ထားတာ FWB ထားတာ framework benefit အေးလေအဲ့ဒါပြောအဲ့စာမစားလေမစားရင်သွားလေ ဘလိုမျိုးတွဲဆိုတော့သူ့မှာကြီးသားတိကျငါတော့မသိဘူးကွာငါနဲ့တဘူးတွဲပဲအပတ်တိုင်းလိုတွေ့တာချင်းအောင်လို့ရှင် ခေါ်အောင်မလားမလား ခေါ်တော့လာတယ်ဒါပေမဲ့သူနဲ့ကလည်းဘလိုပတ်သက်မှုလဲတိကျမပြောလား နေရလဲခေါ်တော့လာတယ်အေးအဲ့လို ခေါ်လာဒါပေမဲ့ပတ်သက်မှုတိကျမ တခါခေါ်တယောက်ပေါ့ တခါခေါ်တယောက်တော့လည်းမဟုတ်ဘူးအဲ့တယောက်ကိုပဲခေါ်လာဒါပေမဲ့အဲ့တယောက်နဲ့ကြီးစားတော့လည်းမဟုတ်ဘူး အော် အဲ့ဒီကိစ္စကိုရှင်းရ ဟိုလည်းနဲ့နေတယ်ကွာ ခေါ်တော့ခေါ်လာတယ်ဒါပေမဲ့ ညဒီတစ်ခါခေါ်လာတယ်တော့ပါလေကြီးကဲ ပြောမယ်ဆိုရင်မကောင်းဘူးကိုလိုရှိရဲ့ချိန်သိရမှာအဲ့လိုမျိုးတောက်တာစားတာဖာညာဆိုအဲထိမ့်ပေးပါညာအဲ့လိုမျိုးနည်းနည်းပွားပုံဆိုခေါ်လာလိုက်တယ် အော်သူကနေမထိုင်နေရသူထိုင်သွားတာမဟုတ်လား ဟမ် နေရပဲသူထိုင်သွားတာမဟုတ်လား စကောင်ကတော့ မသူကဆိုရအထောက်ရှိသေးတယ်ကွာ ဖြစ်ကြောပါ အဲ့သူတို့ဖွဲ့ထဲမှာအဲ့ဒီကောင်ကတွေ့သမျှကောင်အကုန်လုံးခေါ်လာတယ်တပတ်တယောက်ခေါ်လာတယ် အကောင်လုံးနဲ့ခေါ်ကန်တယ် ငါတို့တငယ်ချင်းတွေအကုန်လုံးတောင်းနေတယ်နော် လူမယူ နေအောင်အိတ်ချင်နေဆိုရင်မကြည့် တဝိုင်းထဲမှာငါရ8နိုင်လောက်တောင်းနေတယ်9နိုင်လောက်တော့အိတ်ချင်နေဆိုပြီးတော့အတူကောင်ခေါ်ပြီးခန်းထဲဝင်သွားလောက်ချတာလေ အခုယောက်ျားနေအဲ့ဒါကိုကွာ တွေ့သမျှအကုန်လုံးနဲ့အိတ် အဲ့ကောင်ကြီးလည်းစောက်ချက်ပြီးလိုက်ပါပဲဒီလိုတွေကငုတ်တုတ်ကြီးဒီမှာအတန်နေကြရလား သူကြားတော့ကြားတော့တောက်ချောင်းကြည့်ရမင်းကြည့်ရအဲ့လိုမျိုးအပေါက်လို့နေအပေါက်နေချောင်းကြည့်ရမင်းရှိပါ ရှိတယ်မောင်လေးဆိုတယောက်ရှိတယ် စေကုန်လက် အော် ဇင်မလက်တင်ညပန်းငါတို့အရင်က အဲ့ တော ကောင် င်း က တာတည်တယ် အဆုံးတော့ သူကအဲ့ဒီတော့ဆိုရကြောက်တော့ အဲ့ဆိုဟိုတနေ့ကပလင်းဝင်တော့အကောင်မလား သူကလူမထက်စေရအောင် ဟာ ငါတော့ရအောင်ကျန်တယ်ငါပပီကသူ့ငါတို့လုံးကြိုက်ငါတော့သူကလုံးဝ အဲ့လိုဖြစ်နေတဲ့ကောင်ပြောလို့ မိမလည်းဆန်တယ်ပြီးရင်တွေ့သမျှကောင်လုံးနဲ့ပတ်အိမ်တော့ကျန်ယောဂတွေကူးမယ်ပြီးတော့ငါကြိုက်ပုံစံလုံးလုံးနေအရင်ကမိန်းလေးဆန်ပြီးတော့သူကချွဲနွဲပြီးတော့အဲ့လိုမျိုး
ဗျာမလား စားတိုင်းတောက်နေအဲ့လေ အဲ့မယ်နော် အဲ့မြို့မှာတောက်တယ်နော် ပြောရတယ်နော် ငင်းနေရ နော တော့ က်တော့မဲ့တော့ပဲ သူမနီသေးဘူးသူမနီသေးဘူးသူနီလာ အဲ့သူနီလာကိုကျိုးတယ် အဲ့ဒီဆိုပြီးလား ဟာဂျီရောပြောင်းလာ ဟဲ့ငါဒီလိုပဲ အဲ့တဘာဝငါလေး ချွေးပေါ့ လိုက်တာ ကိုလုံးကိုတယ်လေးက မသူတုံလုံးတတိယပါ အဲ့လီယိုမတ်တရား ဟိုင်းနေဟိုကပြစ်တယ်ဒီကပြစ်တယ် ဟိုင်းကတန်းကြရအောင်ဟိုင်းကတော့ပြေးတယ်အသက်တွေရိုးတွေမေးတယ်ဘေးကတန်းပြခိုင်းတာအာကြောက်တယ်လားငါပြောတာ ဟဲ့အိမ်ကိုယူသွားခိုင်းတာမို့ဒီမှာစားခိုင်းတာကောင်းမ စားတယ်ဆိုတာပါမရ မရှိဘူး နင်ကမွေးနေမရှိတာ ဝေးတယ် မွေးကလေးကသူ့ကို ဟဲ့ရောက်ကြကြီး ဦးနဲ့အာစာမမွေးလာလေအာစာမမွေးလာဦးနဲ့စုနဲ့မာလာနော်သူကစုကျင်တာရန် ဟုတ်တော့မဟုတ်သေးဘူးနင်လည်းဘင်းကြီးနေရတာ ဟုတ်ဘူးရှိဘူး ဟုတ်တယ်လေကြီးလို့အောက်ခိုင်းတာပါ အောက်ခိုင်းတာ မော်နေရက်မရှိဘူး ကြောက်သားလိုပဲသူလေ့ကျင့်ပေးတာများကြီး ကြမသိတာတော့မသိတာမစိုးသိတာနော်ဖက်ကပြ ပြန်လို့ပြမရော ဟုတ်อ่ะဘိုးဘက်ကလည်းဝိတ်တန်းကြီးလို့လည်းပါမယ် ဟိုဘကဝိတ်သိမ်းမရှိဘူး ဟိုလေဝိတ်တန်းကြီးတော့ညညတက်တယ် ဟိုဘကသူကဟိုကကြိုက်တာလေဘာပြောလဲဟုတ်တော့ ဟုတ်တော့ဟုတ်တော့ ဒါပါလေ စီပီ စီပီကြိုက်တာစီပီကကောင်းတယ်ဒါတို့တော့တုတ်တယ်ခိုင်းတယ်ကြိုက်တယ် နော် CB ပဲသူကကြိုက် ဒါစီပီကကြော်လုံးပဲကြည့်တာ ကွန်းတော့မကြိုက် အေးဝိုင်းပျော့သွားတယ်မှာ စီပီကဒါဟိုဟိုတယ်ဆိုင်မဟုတ်ဟိုတယ်ဆိုင်ကပို့သားကောင်းတယ်ဒါဘော ဘာသူကပြောရလေကွန်းတော့ဆိုမကြိုက်ဘူးလေသူက CB လောက်ပဲသူက ငါဟိုတယ်စိုက်စားဘူးငါတနေ့ကျဟိုတယ်ကစပုံမှု မိနေနေနေအောင်နေနေတယ်လောက်တော့ကုန်တော့မယ် တော်ပြီအနိတော်ပြီ မကြီးသူတို့ဒါဒီကကောင်မလေးတို့သူတို့ကြည့်တရား နောက်နှစ်ကောင်ကဟိုကအိမ်မဲထိုက်တာ ရေတရားကြည့်တယ် အရေးကြလိုက်ဖတ်ကြ ဒါပဲရေတရားမရကောင်လို့လောင်းတယ်ဘလို့က သူကကုန်တော့ခေါ်တာတော့ အဲ့တော့တမီးတို့ဟာတွေမှာထည့်ပေးလိုက်ရတယ်သူကအမြည်စားတာလေတောက်တာမဟုတ်ဘူး ကုန်သွားပြီနေထည့်ပေးတာပါ တော်ပြီအနိတော်ပြီ အကုန်လုံးလည်းအပွားတွေလည်းပြန်ထွက်လာတမီးလာကြော်ပေးမယ်ထားလိုက် တော်ပြီနေလည်းမသွားနဲ့မလားမတော်နဲ့တော့လို့တော်နဲ့တော့ထိုင်တော့ ဟာဘာစားပါနေရောက်တုံးစားတယ်တစ်ခါသေး အော်ဒုက္ခ စားဘူးတယ်တဲ့ တယ်နေရာကကြီးစားကောင်းပါ သူစားနေနေအာညတော့ဟောတော့မကောင်းလား အဲ ကြောင်များဟောတော့ပဲနေလာတာစားနေ ဒီကောင်မနှစ်ကောင်နေရာကွဲလိုက် စားပြီ ဘာလို့တို့အကီနေဟွာတွေပဲအတူတူပဲတိုင်စားနေ အဲ့ဆိုဒီဘက်ကဟာကုံသွားမှာဘို့မလားနဲ့ မလာနဲ့တော့ မလားနဲ့ မလာနဲ့တော့လည်းမခံ လုံးဝလက်မကန် ဒီကငါတို့အမိသားရတယ်ကိုကငါတို့ဝစ်လဲနေတယ်လို့ခံစား ကိုလည်းနေ ဟုတ်ပါဘူး နည်းနည်းတောက်လိုက်ပါ အကြည့်ရတယ်ငါတို့တွေကြည့်ရအခုဆိုရင် group ကောက်ဝင်လာအဲ့ group ကပူအောင်ရင်သေသွား